အားလုံးမင်္ဂလာပါခုချိန်မှာကျွန်တော်တို့ဒီဖိလိပ္ပိအခန်းကြီး2အပိုင်းငယ်9ကနေ7မှာရှိတဲ့အကြောင်းအရာလေးအားဖြင့်ခွန်အားယူဖို့ကျွန်တော်ပြင်ဆင်ထားတာရှိပါတယ်ဖိလိပ္ပိအခန်းကြီး2အပိုင်းငယ်9ကနေ7မှာဘာတွေ့ရသလဲဆိုရင်ခရစ်တော်ရဲ့စိတ်နှလုံးယေရှုခရစ်တော်ရဲ့စိတ်ထားအကြောင်းကိုတွေ့ရပါတယ်ဆိုတော့ဒီအကြောင်းအရာလေးအပြင်အနည်းငယ်ခွန်အားပေးခြင်းတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး2အပိုင်းငယ်9မှာဗာပြောထားသလဲဆိုရင်ယေရှု၌ရှိသောစိတ်သဘောထားစိတ်ထားတင်တို့၌လည်းရှိစေပါအခုချိန်ဟာနောက်ဆုံးသောကာလဖြစ်ပါတယ်ခက်ကြီးကအင်မတန်မှတိုးတက်တယ်အရာရာကတိုးတက်တယ်ဤပညာတွေအင်မတန်မှတိုးတက်တယ်လက်နက်တွေအင်မတန်မှစမ်းကြယ်တယ်ဒါပေမဲ့လူတွေရဲ့စိတ်ထားကတိုးတက်ပါသလားလုံးဝမတိုးတက်ပါဘူးလူတွေရဲ့စိတ်ထားကပိုပြီးမှကြောက်စရာကောင်းလာတယ်ဒီနောက်ဆုံးသောကာလမှာလူတွေရဲ့ချစ်ချင်းမေတ္တာတွေလည်းခေါင်းပါလာတယ်ဆိုတော့နောက်ဆုံးသောကာလဖြစ်တဲ့အတိုင်းပဲဘာတွေတွေ့ရသလဲဆိုအတုအယောင်တွေလည်းအများကြီးတွေ့ရတယ်အစစ်နဲ့ခွဲခြားလို့မရအောင်အတုတွေကတော်တော်လေးကိုအရေးချင်းပြည့်တယ်ဆက်ရုပ်တွေတွေ့ရတယ်ဗန်းအတုတွေတွေ့ရတယ်လူအတုတွေလည်းတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေလည်းပဲအတုဟန်ဆောင်ခြင်းအများကြီးတွေ့ရတယ်ဆိုတော့ကျွန်တော်တို့စိတ်ထဲမှာလူတွေကိုချစ်ရောင်ဆောင်ပေမဲ့တကယ်တမ်းသူတို့ကိုမချစ်နိုင်ပါဘူးကျွန်တော်တို့ကလောကမှာရှိတဲ့အရာတွေကိုပဲပို့ပြီးမှချစ်တတ်တယ်လောကမှာရှိတဲ့ငွေကြေးတွေကိုပဲချစ်တတ်တယ်ဆိုတော့ဒီအရာတွေအပြင်ပါတွေ့ရတယ်လေဆိုရင်ဒါဟာနောက်ဆုံးသောကာလဖြစ်တယ်ဆိုတာတွေ့ရတယ်ကပ္ပဦးကျမ်းခန်းကြီး9ပိုင်းငယ်9နဲ့6မှာမေကြီးပေါ်မှာလူအပြစ်ကြီး၍သူ၏စိတ်နှလုံးအကြံစီရှိသမျှတို့သည်အစင်မပြတ်စိုးညစ်ခြင်းတက်တက်ရှိကြောင်းကိုဖျားသခင်သိမြင်တော်မူလျှင်မေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကိုနောင်တရ၍နှလုံးတော်ပူပန်နှင့်ရှိတော်မူ၏ဆိုတော့နောအိခတ်မှာလူတွေဟာအင်မတန်မှစိုးသွမ်းလာကြတယ်သူတို့ရဲ့စိတ်နှလုံးအကြံစီလဲအင်မတန်မှစိုးမြင့်ခြင်းတက်တက်ရှိတယ်ဆိုတာကိုတွေ့ရတယ်ရှမသက်ခန်းကြီး24ပိုင်းငယ်30မှာလူသားသည်ကြွလာသောအခါနောအိလက်ထက်ကဲ့သို့ဖြစ်မယ်လူတွေကစားတောက်ကြမယ်ထိမ်းမြားကြမယ်ဆိုတော့လူတွေရဲ့စိတ်နှလုံးကယူယွန်းလာကြမယ်ဆိုတော့ဒီနောက်ဆုံးသောကာလမှာကျွန်တော်တို့ကဘာစိတ်နှလုံးရှိဖို့လိုအပ်တယ်လဲဆိုခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာခရစ်တော်၏စိတ်နှလုံးခရစ်တော်ရဲ့စိတ်ထားရှိဖို့အင်မတန်မှအရေးကြီးတယ်ဆိုတာတွေ့ရတယ်အပိုက်ငယ်6မှာဗာပြောထားတယ်လဲဆိုတို့သခင်သည်ဖယားသခင်၏တဒံတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ဖယားသခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှု၍မထင်မှန်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ယေရှုခရစ်တော်ရဲ့စိတ်ထားကမနာလိုစိတ်လုံးဝမရှိဘူးပြိုင်ဆိုင်လိုတဲ့စိတ်လုံးဝမရှိဘူးတနည်းအားဖြင့်မာနမရှိဘူးတယောက်နဲ့တယောက်ပြိုင်ဆိုင်လိုတဲ့စိတ်လည်းသူ့မှာမရှိဘူးဒါပေမဲ့ခုခေတ်လူတွေအားလုံးကြည့်ပါဦးတယောက်နဲ့တယောက်ပြိုင်ဆိုင်ခြင်းတဲ့စိတ်တွေပဲရှိကြတယ်ကျွန်တော်ယုံကြည်သူတွေအမှုတော်ဆောင်တွေကစသူထက်ငါတာရမယ်ချမ်းသာခြင်းမှာတော်၎င်းကြော်ကြားခြင်းမှာတော်၎င်းသူထက်ငါတာရမယ်ဆိုတဲ့ပြိုင်ဆိုင်လိုတဲ့စိတ်တွေပဲရှိတယ်ဆိုတာတွေ့ရတယ်ဒါကဘာလဲဆိုတနည်းအားဖြင့်ပြောမယ်ဆိုရင်
မနာလိုတဲ့စိတ်ဖြစ်တယ်ဒီမနာလိုတဲ့စိတ်ကဘယ်ကနေလာတယ်လဲဆိုပထမဦးဆုံးလူစီဖာရဲ့စိတ်ထားကနေလာတာဖြစ်တယ်ဘုရားသခင်ကကောင်းကင်တမန်တွေအားလုံးကိုဖန်ဆင်းထားတာဖြစ်တယ်အဲ့ဒီမှာကောင်းကင်တမန်အားလုံးကိုဥဆောင်ဖို့လူစီဖာကိုခန့်ထားတယ်ဒါမဲ့ဒီလူစီဖာရဲ့စိတ်ထဲမှာဘသူကိုမနာလိုတယ်လဲဆိုဘုရားသခင်ကိုမနာလိုဘူးပြိုင်ဆိုင်လိုတဲ့စိတ်ရှိလာတဲ့အခါမှာဘုရားသခင်ဟာသူ့ကိုကောင်းကင်ကနေညင်ချလိုက်တယ်ဆိုတာတွေ့ရတယ်နောက်တစ်ယောက်ဘသူတွေ့ရတယ်လဲဆိုရှင်ဘုရင်ရှောလူဘုရားသခင်ကသူ့ရွေးကောက်တယ်ရှင်ဘုရင်ရာ၌ခန့်ထားတယ်ဒါမဲ့သူဟာဘသူကိုမနာလိုဖြစ်တယ်လဲဆိုဒါဝိဒ်ကိုမနာလိုလူတွေကရှောလူအထောင်ထောင်ဒါဝိဒ်အတောင်းတောင်းလို့ချီးကျူးကြတဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာဒါဝိဒ်ကိုမနာလိုပြိုင်ဆိုင်ခြင်းတဲ့စိတ်ရှိလာတယ်နောက်ဆုံးသူ့ရဲ့အသက်ကိုပင်တတ်ခြင်းတဲ့စိတ်ရှိလာတယ်ဆိုတော့ဒီຢာတွေအားလုံးကပါလေမနာလိုစိတ်ပြိုင်ဆိုင်လိုတဲ့စိတ်ဖြစ်တယ်ဒါခုနောက်ဆုံးသောကာလမှာကျွန်တော်အားလုံးရဲ့စိတ်ဓာတ်ကဒီလိုပါပဲယုံကြည်သူဖြစ်ဖြစ်အမှုတော်ဆောင်ဖြစ်ဖြစ်အားလုံးကတယောက်နဲ့တယောက်ပြိုင်ဆိုင်ခြင်းတဲ့စိတ်ရှိတယ်အသင်းတော်တစ်ပါးနဲ့တစ်ပါးသူ့ထက်ငါတို့တာရမယ်ဒီအသင်းတော်ထက်ငါတို့အသင်းတော်တာရမယ်သူတို့သာသနာလုပ်ငန်းထက်ငါတို့သာသနာလုပ်ငန်းတာရမယ်ဆိုတဲ့ပြိုင်ဆိုင်လိုတဲ့စိတ်တွေရှိကြတယ်ဒါမဲ့ယေရှုရဲ့စိတ်ဓာတ်ကဘာလဲခုနဖတ်သွားတဲ့အပိုက်ငယ်6မှာယေရှုဟာအဲ့ဒီလိုမျိုးပြိုင်ဆိုင်လိုတဲ့စိတ်လုံးဝမရှိဘူးဆိုတာတွေ့ရတယ်အပိုက်ငယ်9မှာမိမိအတရေကိုစွန့်၍အစေခံကြုံ၏တဒံကိုယူဆောင်တဲ့လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ဆိုတော့ယေရှုခရစ်တော်ရဲ့စိတ်တော်ကိုကြည့်တဲ့အခါမှာပြိုင်ဆိုင်လိုတဲ့စိတ်မရှိတဲ့ပြင်နှိမ့်ချခြင်းအသက်တာတွေ့ရတယ်ယေရှုကသူ့ရဲ့ငွေပွားခြင်းအခန်းကိုတွေ့ရတဲ့အခါမှာသူလောကမှာလူစားတိခံယူတဲ့အခါဘယ်လိုမွေးပွားတယ်လဲကျွန်တော်အားလုံးသိပါတယ်သူမွေးတဲ့နေရာကတိရစ္ဆာန်တွေထားတဲ့နေရာဖြစ်တယ်ယေရှုကအဲ့ဒီထက်နှိမ့်ချလို့ရတယ်ဆိုနှိမ့်ချအောင်မယ်အဲ့လောက်ထိသူဟာနှိမ့်ချတဲ့အသက်တာရှိတယ်နောက်ယောဟန်73:4ကနေ9ကိုတွေးတဲ့အခါကြည့်တဲ့အခါမှာဘာတွေ့ရလဲသူဟာတပည့်တော်တွေရဲ့ခြေထောက်ကိုစေးတယ်သူမှရှိတဲ့ဝတ်လုံကိုချွတ်ပြီးမှပဝါကိုခါစီးပြီးမှသူ့ရဲ့တပည့်တော်တွေရဲ့ခြေကိုစေးတယ်စဉ်းစားကြည့်ပါဦးလူကိုဖန်ဆင်းတဲ့ဘုရားသခင်လူတွေကိုအသက်ပေးတဲ့ဘုရားသခင်ကောင်းကင်မေကြီးကိုဖန်ဆင်းတဲ့ဘုရားသခင်ကလူတွေရဲ့ခြေထောက်ကိုစေးတယ်ဆိုတာအဲ့ဒီအရာထက်နှိမ့်ချတဲ့အသက်တာရှိပါအောင်မလားဆိုတော့ခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာယေရှုဟာမိမိအတရေကိုစွန့်ပြီးမှသူ့ရဲ့ဖြစ်ခြင်းသူ့ရဲ့တဒံကိုစွန့်ပြီးမှလူကဲ့သို့သောအဖြစ်နဲ့နှိမ့်ချစွာဖြင့်ဖွားမြင်တယ်ဆိုတော့ယေရှုရဲ့တက်တာမှာဘလောက်နှိမ့်ချတယ်လဲဆိုတာကိုကျွန်တော်တို့ဒီနောက်ဆုံးသောကာလမှာသင်ယူရမယ့်အချက်တစ်ခုဖြစ်ပါတယ်အပိုက်ငယ်8မှာထို့သို့လူဤအင်္ဂါဂုံအင်္ဂါလက္ခဏာနဲ့ပြည့်စုံလဲအသေးခံခြင်းသာမဟုတ်လဝါကားတိုင်းမှာအသေးခံခြင်းတိုင်အောင်အစေကျွန်းခံ၍ကိုနှိမ့်ချတော်မူတယ်ဆိုတော့သူမွေးတဲ့အချိန်မှာလည်းပဲအနှိမ့်ချဆုံးအသက်တာနဲ့သူရောက်လာတယ်တည်တဲ့အခါမှာလည်းနှိမ့်ချစွာနဲ့သိုးတငယ်ကဲ့သို့လက်ဝါးကားတိုင်းမှာအသေးခံခဲ့တယ်ဆိုတာတွေ့ရတယ်ဆိုတော့ခရစ်တော်ရဲ့သက်တာကိုကျွန်တော်တို့ဒီနေ့သင်ယူဖို့ဖြစ်ပါတယ်သူဘလောက်နှိမ့်ချတယ်လဲသူ့ကိုဖမ်းဖို့ယောမစစ်သားတွေရောက်လာတဲ့အခါမှာပေတရုကလူတယောက်ကိုနှစ်ရွက်ဖျက်လိုက်တယ်ဒါမဲ့ယေရှုက
ပေတရုကိုတတိပေးတယ်အဲ့လိုမလုပ်နဲ့အဲ့ဒီနရွက်ပြတ်သွားသူရဲ့နရွက်ကိုပြန်ပြီးမှဆက်ပေးလိုက်တယ်သူ့ကိုတတ်ဖို့လာတာသူ့ကိုဖမ်းဖို့လာတဲ့လူနော်ဆိုတော့နောက်ဆုံးကိုကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်အပိုင်ငယ်ကိုမှာထို့ကြောင့်ဘုရားသခင်သည်ကိုတော်ကိုအလွန်ကြီးမြောက်၍ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကိုပေးတော်မူသည်အပိုင်ငယ်30မှာအကြောင်းမူကားကောင်းကင်တတ္တဝါမေကြီးတတ္တဝါမေကြီးအောက်၌ရှိသောတတ္တဝါသည်ဟူသောခတ်သိမ်းသောတတ္တဝါတို့သည်ယေရှု၏ဘွဲ့နာမကိုဒူးထောက်၍ယေရှုခရစ်သည်သခင်ဖြစ်တော်မူဤဟုနှုတ်ဖြင့်ဝန်ခံသဖြင့်ခမဲတော်ဖျားဘုံအတရေကိုထင်ရှားစေမည်အကြောင်းတည်းနောက်ဆုံးမှာယေရှုဟာနာမတကာအထက်မှာသူ့ရဲ့နာမကိုချီးမြှောက်ခြင်းခံရတယ်ဆိုတာတွေ့ရတယ်လောကမှာရှိတဲ့တတ္တဝါတွေအားလုံးကိုတရားစီရင်ဖို့ရန်အတွက်ယေရှုဟာချီးမြှောက်ခြင်းခံရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ယေရှုရဲ့နှလုံးသားကိုပိုင်ဆိုင်တော်သူဖြစ်တယ်ဆိုတော့အချိန်တန်တဲ့အခါမှာဘုရားသခင်ကသူချီးမြှောက်ခြင်းနဲ့သူကိုချီးမြှောက်မှာဖြစ်တယ်ဒါကြောင့်နောက်ဆုံးသောကာလမှာကျွန်တော်တို့ရဲ့စိတ်ထားဟာယေရှုကဲ့သို့စိတ်ထားရှိတော်သူနှိမ်ချတော်သူမိမိကိုယ်ကိုမိမိနှိမ်ချတဲ့လောကမှာအစေခံတော်သူဖြစ်ဖို့ဒီကြံပိုက်လေးအဖြစ်အနေငယ်ခွန်အားပေးခြင်းတာဖြစ်ပါတယ်။ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။